Manchester United ရဲ့နီးပြမိုက်ကယ်ကားရွေးဟာဒီနေရာဒီမှာကျွန်တော်တို့ကွင်းလယ်ပိုင်းကိုအားဖြစ်ဖို့အဓိကဦးစားပေးနေခဲ့ပြီးတော့အတ္တလန္တာရဲ့ကွင်းလယ်လူအီဒါဆန်ကိုလည်းခေါ်ယူဖို့ကျွန်တော်သဘောတူညီမှုရရှိသွားပြီလို့သတင်းတွေရသိရတယ်ကျွန်တော်ဒါအပြင်ကျွန်တော် Real Madrid ရဲ့ကွင်းလယ်ကစားသမားချူအာမနီကိုစိတ်ဝင်စားနေတယ်ဒါပေမဲ့ Real Madrid ရဲ့နီးပြမော်ရင်ဟိုကတော့ကျွန်တော်ချူအာမနီကစားသမားချူအာမနီကိုအသင်းမှာပဲဆက်လက်ထိန်းသိမ်းသွားခြင်းတဲ့အတွက်ကြောင့်အပြောင်းအရွှေ့ဖြစ်လာဖို့ကတော့ခက်ခဲနေတယ်လို့သတင်းတွေရသိရတယ်နောက်တစ်ခုကတော့ Marcus Rashford ရဲ့အနာဂတ်ဖြစ်ပါတယ်ဘိုင်ယန်မြူးနစ်အသင်းဟာ Marcus Rashford ကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုပေမဲ့ Marcus Rashford ရဲ့လစာဟာအလွန်မြင့်မားလွန်းတဲ့အတွက်ကြောင့်ကျွန်တော်တို့အပြောင်းအရွှေ့ဖြစ်လာဖို့ကတော့ခက်ခဲလာနိုင်တယ်လို့သတင်းတွေရသိရတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ United ရဲ့အသင်းကောင်းဆောင် Bruno Fernandes နဲ့ပတ်သက်ပြီးထွက်ခွာမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ကျွန်တော်တို့ Manchester United အသင်းဘက်ကတော့ကစားသမားကိုဆက်လက်ထိန်းသိမ်းသွားမယ်လို့ယုံကြည်နေပါတယ်